အခုစီစဉ်အသစ်မှာဆို fighter တွေကိုပါရမီဖြည့်ဖို့ support တွေကိုပါ buff ပေးထားတယ်နော်မင်္ဂလာပါပရိသတ်ကြီးတို့ရေမနေ့ကတော့ update patch အသစ်အရန်ကျန်းလာနိုင်မဲ့ hero နှစ်ကောင်အကြောင်းပြောခဲ့ပြီးပါပြီဒီနေ့မှာတော့ update patch မှာကျန်နေသေးတဲ့ပြုပြင်ထားတဲ့ hero တွေအကြောင်းကိုဆက်ပြီးတော့ပြောပြပါဦးမယ်ပထမဆုံး buff ခံထားရတဲ့ support hero ကတော့အားလုံးအချစ်တော် Angela ပါAngela ရဲ့ skill 1 mana ကုန်တာကအရင်ကလေဂိမ်းမှာ mana 130အထိကုန်ခဲ့တာကိုအခုလေဂိမ်းမှာဆိုရင် mana 85ပဲကုန်အောင်လို့ short ထားလိုက်ပါပြီအလားတူပဲ skill 2 mana ကုန်တာကလည်းအရင်ကလေဂိမ်းမှာဆိုရင် mana 140အထိကုန်တာကိုအခု115 mana အထိပဲကုန်အောင် short ထားပေးလိုက်ပါတယ်Angela လေးကအခုဆိုရင်လေဂိမ်းမှာကိုကို skill 1 heal ပေးဖို့ mana မလောက်မှမပူရတော့ပါဘူးနောက်ထပ်ပြင်ထားတာကလည်းညီမလေးတို့အကြိုက်ပါပြီသူကတော့ Floran ကိုလည်း mana စားတဲ့နှုန်းတွေ short ပေးထားတာပါFloran skill 1ကအရင်က hero level လိုက် mana 90ကနေ140အထိတောင်ကုန်ခဲ့တာကိုအခု hero level လိုက် mana 85ကနေပြီး100အထိပဲကုန်အောင် short ထားလိုက်ပါပြီ။နောက်ပြီး Floran ရဲ့ skill 2ကအရင်က hero level လိုက် mana 100ကနေ150အထိကုန်ခဲ့တာကိုအခု mana 90ကနေ115အထိပဲ mana ကုန်အောင် short ထားလိုက်ပါပြီ။ Floran ကရင် mana မလောက်မှအရန်ပူစီရမလို့တော့ပါဘူး။သုံးကောင်မြောက်မှာ share buff ထားတာကတော့ Estatရဲ့ attribute သွေးပမာဏကို2221ကနေပြီးတော့2260အထိတိုးထားလိုက်ပြီး level လိုက်တိုးလာမဲ့သွေးကိုလည်း123ကနေ135အထိတိုးထားလိုက်ပါပြီ။ skill 1 သုံးရင်လေဂိမ်းမှာ mana 120အထိကုန်တာကိုလည်းအခု85 mana အထိပဲကုန်အောင် short ထားလိုက်ပါပြီ။ဒါပေမဲ့ skill 1 ကရတဲ့ hybrid defense ကအရင်က hero level လိုက်15ကနေပြီး30အထိရခဲ့တာကိုအခု hero level တိုင်းမှာ hybrid defense 15ပဲရအောင်လို့ short ထားလိုက်ပါပြီ။နောက်ပြီး Estat ရဲ့ skill 2ကလေဂိမ်းမှာဆိုရင် mana 130အထိကုန်တာကိုအခု mana 105ပဲကုန်အောင်လို့ short ထားလိုက်ပါပြီ။ Ultimate သုံးရင်အရင်က hero level လိုက် mana 150ကနေ350အထိကုန်တာကိုလည်းအခု140ကနေပြီးတော့200အထိပဲကုန်အောင်လို့ထပ်ပြီး short ထားပါသေးတယ်။ Estat ကအခုဆိုရင် mana မလောက်မှပူစီရမလို့ပဲနဲ့ AACC ကစားလို့ရပါပြီ။ Estat တင်မကဘဲနဲ့ Rafaela ကိုလည်းပဲ share buff ထားပြီးပါသေးတယ်။ Rafaela ရဲ့တည်သွားတဲ့ teammate ကိုအသက်ပြန်သွင်းပေးတဲ့ passive cooldown က second 40အထိကြာခဲ့တာကိုအခု10 second ထိပဲကြာအောင် short ထားလိုက်ပါတယ်။ဒါပေမဲ့ Rafaela ပြန်ခေါ်မဲ့ teammate တည်နေမဲ့ကြာချိန်များရင်များတယ်လို့ cooldown ကလိုက်ပြီးတော့များလာမှာပါ။နောက်ပြီး skill 1 ရဲ့ base damage က hero level လိုက်225ကနေပြီးတော့400အထိပဲ damage ထွက်တာကိုအခု damage 350ကနေပြီးတော့600အထိ damage ထွက်အောင်ပြင်ထားလိုက်ပါပြီ။ Rafaela လည်းပဲ mana မလောက်မှပူစီရမလို့တော့တဲ့အနေထားပါ။ support တွေအနေနဲ့ mana မလောက်တဲ့ပြဿနာကိုအဓိကထားဖြေရှင်းပေးထားတယ်လို့မြင်ပါတယ်။နောက်ထပ်ကတော့အခုလို update patch recap တွေ in-game mechanic knowledge တွေကို up to date ကြည့်ရဖို့ဆိုရင် 1shot7 channel လေးကို subscribe လုပ်ထားဖို့လိုပြီး diamond တွေအမြန်ဆုံးနဲ့အတန်ဆုံးဝယ်ယူခြင်းနဲ့ဆိုရင်တော့ Telegram account @1shot7 gaming မှာ admin ချောလေးတွေကစောင့်နေပါတယ်နော်။နောက်ထပ်ပြင်ထားတဲ့တကောင်ကတော့ Diggy ရဲ့ attribute base HP ကို2340ကနေပြီးတော့2320အထိအနည်းငယ် short ထားပြီးသွေးတိုးလာမဲ့ပမာဏကိုတော့135ကနေပြီးတော့140အထိတိုးထားပါပြီ။နောက်ပြီး physical defense ကိုလည်း20ကနေပြီးတော့15အထိ short ထားလိုက်ပါပြီ။ဒါအပြင် Diggy ရဲ့ skill 1 သုံးရင် mana ကုန်တဲ့ပမာဏကိုလည်းအရင်က hero level တိုင်းမှာ mana 90အထိပဲကုန်တာကိုအခု hero level လိုက် mana 90ကနေ115အထိကုန်အောင်တိုးထားလိုက်ပါပြီ။တော်ရုံသိမ့်မကင်ကြတဲ့ Diggy လည်းနေရင်ထိုင်ရင်အတူ short လောက်ခံလိုက်ရပါပြီ။6ကောင်မြောက်ပြင်ထားတာကတော့ရှေ့ season တုန်းကခြုံထဲကနေပြေးလာပြီးတော့အနိုင်ကျင့်တဲ့ Hilda ကြီးပါ။ Hilda ကြီးကိုတော့ nerf လိုက်ပါပြီ။ Hilda ကြီးရဲ့ attribute သွေးပမာဏကို2680ကနေပြီးတော့2600အထိ short ချထားလိုက်ပါပြီ။နောက်ပြီး Hilda ကြီးရဲ့ skill 2 damage ကလည်းပဲအရင်က hero level လိုက် damage 220ကနေ420အထိထွက်ခဲ့တာကိုအခု hero level လိုက် damage 200ကနေပြီးတော့400အထိပဲထွက်အောင်လို့ short ထားလိုက်ပါပြီ။ဒါပေမဲ့ skill 1 ကရတဲ့ shield ပမာဏကိုတော့အရင်ကသွေးပြည့်ရဲ့20%နှုန်းနဲ့ညီတဲ့ shield ပဲရခဲ့တာကိုအခု30%နှုန်းနဲ့ညီတဲ့ shield ရအောင်လို့ပြင်ထားပေးပါသည်။ Hilda ကြီးက shield နဲ့ငယ်ပူရတာကလွဲရင်သွေးလဲနဲ့ damage လည်းရော့သွားတော့မှာပါ။နောက်ဆုံးပြင်ထားတာကတော့ Carmela ရဲ့ skill 1 base damage ကအရင်က hero level လိုက် damage 65ကနေပြီးတော့130အထိထွက်ခဲ့တာကိုအခု hero level လိုက် damage 85ကနေပြီးတော့135အထိ damage ထွက်အောင်ပြင်ထားလိုက်ပါသည်။ဒါရင်မကသေးပါဘူး။ Carmela ရဲ့ passive ကရတဲ့ hybrid defense ကိုလည်းအရင်က hero level လိုက်ခွန်ကနေပြီး17အထိပဲရခဲ့တာကိုအခု6ကနေ73အထိ hybrid defense ရအောင်ပြင်ထားလိုက်ပါသည်။ Fighter ကို hyper ကင်နဲ့ကိုနားမှာအမြဲ support ပေးမဲ့ညီမလေးတို့လည်းအခု update မှာ support တွေအများကြီးကို buff ပေးထားတာမို့လို့ပျော်ကြီး run တီးလို့ရပါပြီ။ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။